Our face နဲ့ပတ်သက်ပြီးတော့เนาะ visibility control အကြောင်းတွေကိုလေ့လာကြည့်အောင်အဓိကခေါင်းစဉ်ကတော့ visibility and graphic ပေါ့เนาะ visibility control and graphic ပေါ့ဆိုတော့အဲ့အကြောင်းကိုလေ့လာတဲ့အချိန်မှာမတို့အပိုင်းတစ်ပိုင်းခွဲပြီးလေ့လာမယ်ပထမတစ်ပိုင်းကကြတော့မတို့ဒီ multi face project တွေမှာအသုံးပြုတဲ့ပုံစံကိုနားလည်အောင်အရင်ဆုံးလေ့လာကြမယ်เนาะဆိုတော့အဲ့လိုမျိုးလေ့လာတဲ့အချိန်မှာတော့မှ visibility and graphic ကိုတွဲပြီးမလေ့လာအောင် visibility ကိုတတ် graphic ပိုင်းကိုတတ်အဲ့လိုလေ့လာမယ်ဟုတ်ပါနော်ဆိုတော့မတို့ခွဲပြီးတော့လေ့လာကြည့်ကြမယ်အခုဒီသင်ခန်းစာမှာတော့မတို့ဒီ visibility control အကြောင်းကိုစပြီးတော့ပြောကြတာပေါ့နော်ဆိုတော့ multi phase project အတွက် visibility control ဒါအောင်နားလည်အောင်လုပ်မယ်ဒုတိယတစ်ဆင့်က multi phase project အတွက်ဒါလေးကိုပဲ copy လုပ်လိုက်မယ်နော် multi phase project အတွက် graphic ဘယ်လို control လုပ်တယ်လဲဆိုတော့ဟာနားလည်အောင်လုပ်မယ် okay နောက်သင်ခန်းစာတွေမှာ renovation project အတွက် visibility control အကြောင်းကိုလေ့လာမယ် renovation project အတွက် graphic ကတော့တည်တံ့ခွဲပြီးတော့လေ့လာစရာတော့မလိုတော့ပါဘူးเนาะဆိုတော့အဲ့အကြောင်းလေးတွေကိုမတို့တစ်ဆင့်ချင်းစီသွားပြီးလေ့လာကြည့်ကြမယ်ဆိုတော့စစအချင်းမှာမတို့ဒါလေ့လာမယ် visibility control အကြောင်းလေးကိုလေ့လာတဲ့အချိန်မှာmulti project အတွက်မတို့ခေါင်းထဲကနေပြီးတော့တခြား face data ၄ခုရှိရတဲ့ထဲကမှမှတ်မိရနော် face data ၄ခုရှိတော့မှပြောခဲ့အဲ့ face data ၄ခုရှိရတဲ့ထဲကမှမတို့နှစ်ခုကိုပဲအရင်ဆုံးတိုင်ခံသုံးကြည့်အောင်โอเคနော်နှစ်ခုကိုပဲတိုင်ခံသုံးကြည့်အောင်โอเคဆိုတော့မတို့ existing နဲ့new existing နဲ့ new เนาะဆိုတော့မတို့ဒီvisibility control လုပ်ဖို့အတွက်စကားလုံးလေး၃လုံးကိုမှတ်ရအောင်စကားလုံးလေး၃လုံးမှတ်ရအောင် bind category ဆိုတဲ့စကားလုံးလေးတွေ့ရလိမ့်မယ် overrating ဆိုတဲ့စကားလုံးတွေ့ရလိမ့်မယ် not display ဆိုတဲ့စကားလုံးတွေ့ရလိမ့်မယ်โอเคเนาะဆိုတော့သူ့ရဲ့အဓိပ္ပာယ်ကဒီ graphic ကဘာပေါ့နော်အမဒီနေရာမှာတော့ on off လုပ်တဲ့ကိစ္စကိုပဲမှတ်စေချင်တာဖြစ်တဲ့ကြောင့်မလို့ဒီဟာလေးကိုတော့မှသိစေချင်တယ်ဆိုမဲ့တကယ်တော့ graphic ရောက်မှသူကပို့ပြီးတော့အသက်ဝင်ပါနော် graphic အကြောင်းကိုသင်တဲ့ခါကျမှပို့ပြီးအသက်ဝင်ပါဆိုတော့အခုလောလောဆယ်အမဒီဟာလေးကိုဘာလုပ်ထားမလဲဆိုတော့မှိန်ချထားမယ်နော်စိတ်ထဲမှာအရန်ဒီဟာကြီးကိုတန်းရှင်းထားနေမှာဆိုလို့ရောနေမှာဆိုတော့ကျွန်တော်တို့အဓိကမှတ်စရာပါရှိလဲဆိုရင်မင်း bind category လို့ယူထား overrated လို့ယူထားမင်းရဲ့ elements တွေဘာဖြစ်မလဲဆိုတော့ on နေမယ်ဟာမဘလို့ကြီးလဲ okay ဒီစကားလုံးတွေ့ရတဲ့ on မယ်လို့ခေါင်းထဲမှာမှတ်ထားလိုက်ရအောင်ကြားမှာမလားနော်ဆိုတော့ not display လို့တွေ့ပြီဆိုနာမည်က not display လေအဲ့တော့ off ပါပေါ့ elements တွေ not display ကိုရွေးထားတဲ့ဆိုရင် off လိုက်မယ် okay ဒါဆိုမတို့ဒီဘက်ချမ်းမှာ facing ဆိုတဲ့နေရာလေးကိုသွားကြည့်အောင်ဒီနေရာလေးဘယ်ကနေသွားလဲမှတ်မိလား manage အောက်ထဲကနေပြီးတော့ face ဆိုတဲ့ထဲမှာဒါလေးရှိတယ် face filter ဆိုတာရှိတယ်အဲ့ဒီ face filter ထဲမှာbind category ခဏလေးနော် bind category မှာနည်းနည်းလေးချဲ့လိုက်မယ်နော် bind category not display ဆိုတာတွေ့ရတယ် overridden ဆိုတာတွေ့ရတယ်နော်ဆိုတော့မတို့ဒီလို face filter တွေကို new ခေါ်ပြီးတော့ကိုယ့်နာမည်နဲ့ကိုယ်ဆောက်လို့ရတယ်နော်ပို့ဆောက်လို့ရတယ်ဒါပြန်လဲပြန်ဖြတ်လို့ရတယ်ဒါပေမဲ့မတို့ဒီ existing ရှိပြီးသားတွေကိုလည်းနားလည်အောင်လုပ်ရမယ်နော်ဆိုတော့ bind category ဆိုရင် elements တွေတွေ့ရမယ်မဘယ်လိုတွေ့ရမလဲဘာလဲညာလဲဘာမှလာမပြောနဲ့အောင်နော်ဘာလာဒါဆိုရင်တွေ့ရမယ်နော်ဒါဆိုရင် overridden ဆိုတွေ့ရမယ် overridden ဆိုတွေ့ရမယ်တကယ်လို့မတို့ဒီမှာ not display လုပ်လိုက်ရင်ဒီနော်ဘာလို့ဆိုတော့ demolish အောက်ထဲမှာ temporary အောက်ထဲမှာရှိတဲ့ elements တွေဆိုရင်မတွေ့ရတော့ဘူး not display လို့ပြောလိုက်ပြီဆိုမတွေ့ရတော့ဘူးဆိုတော့အဲ့လိုပုံစံမျိုးเนาะဆိုတော့မတို့ဒီမှာစကားလုံးဘယ်နှလုံးမှတ်လိုက်လဲသုံးလုံး by category elements တွေတွေ့ရမယ် overridden elements တွေတွေ့ရမယ် not display တွေ့ပြီဆိုတော့ elements တွေမတွေ့ရတော့โอเคเนาะဆိုတော့ဒါလေးကိုဒါကော့ကိုစိတ်ကြိုက်ရွေးချယ်လို့ရတယ်အဲ့ဒီသုံးခုစိတ်ကြိုက်ရွေးချယ်လို့ရတယ်โอเคเนาะဆိုတော့ဒါလေးကိုမှပြန်ဖြတ်လိုက်မယ်delete လုပ်လိုက်မယ်အဲ့တော့ရှိပြီးသားအရာလေးတွေကိုတစ်ချက်လောက်လေ့လာကြည့်ရှိပြီးသား face လေးကိုတစ်ချက်လောက်လေ့လာကြည့် show all လို့ပြောရဲဆိုရင် bind category overwritten နဲ့ရှိသမျှ elements တွေအားလုံးဘာဖြစ်မလဲဆိုရင်တွေ့ရပါလိမ့်မယ်show complete လို့ပြောရဲဆိုရင် bind category not display oh ဒါဆိုရင် new နဲ့ existing အောက်ထဲမှာရှိတဲ့ elements တွေဘာဖြစ်မလဲဆိုရင်တွေ့ရမယ် demolish နဲ့ temporary အောက်ထဲမှာရှိတဲ့ elements တွေပြောင်းနေမယ်နော်ဆိုတော့မတို့ဒီနေရာမှာ show demo plus new ဆိုတာရှိတယ် show demo ဆိုတာ demolish ကိုညွှန်ချင်တာ demolish ကိုမှတော့တွေ့ရမယ်ပြီးတော့ new plus new ရတော့လား new ဆိုတော့ဒီ new အောက်ထဲမှာရှိတဲ့ဟာတွေ့ရမယ်
existing အောက်ထဲမှာရှိတဲ့ဟာနဲ့ temporary အောက်ထဲမှာရှိတဲ့ဟာမတွေ့ရဘူးဒါဆိုမတို့ဒီနာမည်လေးကိုကြည့်ပြီးတော့ demo ဆိုတာ demolish ကိုပြောတာ demolish တွေ့ရမယ် new တွေ့ရမယ်ပေါ့ဒီကောင်ဆိုရင် new only ပဲတွေ့ရမယ်ကျန်တာတွေအကုန်ပိတ်ထားတယ်နော်ဒါဆိုရင် previous တွေ့ရမယ် previous ဆိုတာမတို့ existing ကိုပြောချင်တာ existing နော်အစာအုပ်တစ်ခုစောက်တယ်ပြီးမှအဲ့အစာအုပ်တစ်ခုပြီးမှနောက်ထပ်အစာအုပ်ဒုတိယတစ်ခုထပ်စောက်တယ်ဒါဆိုရင်ဒုတိယတစ်ခုရဲ့ရှေ့မှာဘယ်သူစောက်ခဲ့တာလဲအစာအုပ်1ဆိုတဲ့အစာအုပ်ကစောက်ခဲ့တယ်ဆိုရင်အဲ့ဒါက previous ပဲပေါ့ငါအခုလက်ရှိစောက်နေတဲ့အစာအုပ်ရဲ့မတိုင်ခင်မှာစောက်ခဲ့တဲ့အစာအုပ်က previous အစာအုပ်ပဲပေါ့နော်အဲ့တော့ existing ကိုပြောချင်တာ existing ဆိုတာ previous ကိုဆိုလို့ချင်တာ previous နဲ့ demo နဲ့ဘာဖြစ်မလဲဆိုရင်တွေ့ရမယ်ကျန်တာတွေပိတ်မယ် new ပိတ်တယ် previous ဖြစ်တဲ့ existing နဲ့ demolish နဲ့တွေ့ရမယ် temporary ပိတ်မယ်နော်ဒါလေးဆိုရင် previous နဲ့ new နဲ့ဘာဖြစ်မလဲဆိုရင် on မယ်ကျန်တာတွေအကုန်ပိတ်မယ်ဒါဆိုရင် new မှာ by category တော့သူ by category ပဲဖြစ် overrated ပဲဖြစ်တော့ဘာဖြစ်မှာလဲဆိုရင်ဒီမှာတွေ့ရမှာနော်တွေ့ရမယ် new တွေ့ရမယ် previous ဆိုတော့ existing တွေ့ရမယ်ကျန်တာတွေအကုန်ပိတ်တယ်ဒါဆိုရင် show previous face previous face ဆိုတော့ existing ပေါ့ existing တခုပဲတွေ့ရမယ်ကျန်တာတွေအကုန်ပိတ်နော်ဒါဆိုမတို့ဒီ number လေးတွေကိုကြည့်ကြည့်ပြီးတော့မလုပ်လို့ရလဲဆိုရင်ဒါကတော့ default ပါလာပြီးသားarrangement ပေါ့နော်ဒီ fader လေးပေါ့ဒါဆိုရင်အဲ့ဒီ fader တွေကိုအသုံးပြုပြီးတော့ elements တွေကကိုယ့်ရဲ့ view ပေါ်မှာမြင်ရလားမမြင်ရလားဆိုတဲ့ကိစ္စလေးတွေဖြစ်သွားလိမ့်မယ်โอเคเนาะဆိုတော့ဒီလိုဟာမျိုးကအခုလောလောဆယ် setting ကဘာလဲဆိုရင် face filter ရဲ့ setting လေးဒီမှာအဲ့ face filter ကိုမတို့ရွေးတဲ့အချိန်ကျရင်ဘာမှရွေးရလဲဆိုတော့ဒီမှာ face filter တွေ့လားဒီနေရာမှာအဲ့စောနာတော့ပြောလိုက်တဲ့ဟာလေးတွေကိုရွေးလို့ရတယ်ခင်နော်ဆိုတော့မတို့ရဲ့ face filter ကိုရွေးချင်တယ်ဆိုရင်ဒီမှာရွေးလို့ရတယ်အခုဒီမှာရှိတော့ဒီထဲမှာ property palette ထဲမှာအဲ့ဒီ face filter တွေကိုရွေးရတယ်အဲ့တော့ setting ကဘာမှလောက်တာလဲ setting ကကြတော့ manage အောက်ထဲက face အောက်ထဲမှာ setting လေးကိုဘာလောက်တာလဲဆိုရင်တိဆောက်ပြီးတော့မှနော် face အောက်ထဲမှာ setting လေးကိုတိဆောက်ပြီးတော့မှဒါလေးကိုဖြုတ်လိုက်မယ်နော်အဲ့တော့နေရာမလောက်ဘူးဖြစ်နေနေရာမလောက်ဘူးဖြစ်နေအဲ့တော့နေရာလေးကိုမှနည်းနည်းပြန်ချက်လိုက်မယ်တော့ဒါဆိုရင်မတို့ setting ကိုချိန်တဲ့ချိန်ကြရင်ဒီထဲမှာလာချိန်ရပြီးတော့မှသူ့ကိုကိုယ့်ရဲ့เนาะ view တွေပေါ်မှာအဲ့ setting ကိုအသက်ဝင်စေချင်တယ်ဆိုတော့ဘာမှလာရွေးပေးရလဲဆိုရင်အခု face filter ဆိုတဲ့နေရာလေးမှာလာပြီးတော့ရွေးပေးရတယ်နော်ဆိုတော့ဒီဟာလေးကို highlight လေးတစ်ချက်လုပ်လိုက်မယ်နော်အဲ့တော့ face filter ထဲမှာလာပြီးတော့ဘာလုပ်ပေးရလဲဆိုရင်ရွေးပေးရပါတယ်လို့နော် okay ဒါလေးသိပြီနော်ဒါဆိုမတို့ face filter ကိုဒါလေးကိုon ထားလိုက်မယ်အဲ့ face filter ထဲမှာfilter ဒီထဲမှာလေ none ဆိုတာမပါနေဘူးเนาะဆိုတော့ none ဆိုတာတွေ့လိုက်လားဟုတ်နော်ငါတို့က none ဆိုတာတွေ့လိုက်တယ်နော် none ဆိုတာကဒီ face filter ထဲမှာမပါနေအဲ့တော့ none ဆိုတဲ့ဟာကဒီ property palette ထဲကနေပြီးတော့မတို့ရွေးတဲ့အချိန်ကျရင်တော့ဘာဖြစ်လဲဆိုရင် none ဆိုတာလေးပါလာတယ်အဲ့တော့ none ကိုရွေးလိုက်ပြီဆိုရင်မင်းရဲ့ face တွေ filter ထဲမှာဘာတွေပဲရွေးတာတုံးခဲပေါ့နော်ရှိသမျှ face တွေကိုအကုန်မြင်ချင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုရင်လည်းပဲဗာလဲဆိုရင်မတို့ none ကိုရွေးချယ်လို့ရတယ်နော်ရှိသမျှဟာတွေအကုန်မြင်ချင်တယ်ဆိုရင် none ကိုရွေးချယ်လိုက်ပေါ့နော်ဆိုတော့ဒါကဗာလဲဆိုရင်မတို့ဒီမှာရှိတယ်ဒီထဲမှာ setting တွေချိန်တယ်ဒီထဲမှာလာရွေးပြီးတော့မလုပ်တာလဲဆိုရင်အဲ့ဒီ setting တွေကိုအသက်ဝင်အောင်ပေါ့နော် apply လုပ်တာကိုယ့်ရဲ့ view အတွက် apply လုပ်တာဒါပေါ့နော်ကိုယ့်ရဲ့ဥမာပေါ့ဒီ view မှာဘယ်လိုပုံစံမျိုးဖြစ်စေချင်လဲဆိုတာ apply လုပ်ချင်တယ်ဆိုရင်ဒီဟာလေးကိုမတို့ကရွေးချယ်လို့ရတယ်ဟုတ်ပါတော့ဒီထဲမှာထပ်ပြောမယ်နော် face filter ထဲမှာမပါဝင်တော့ none လည်းဒီထဲမှာရှိပါတယ်အဲ့ဒါကတော့ face ကိုမသုံးတော့ဘူးလို့ပြောလိုက်တာ face filter ကိုမသုံးတော့ဘူးလို့ပြောလိုက်တာ ਨੇ အတူတူပဲ okay ဆိုတော့ဒါလေးကိုရမယ်နော်အဲဆိုမတို့ category overrated not display ရဲ့အလုံးလုံးပုံ graph ပြောရမယ်ဆိုရင် graphic အတွက်မဟုတ်သေးဘူးပေါ့နော် visibility အတွက်အလုံးလုံးပုံက on off လို့လုပ်လဲဆိုတော့သိပြီနော်ဒါဆိုရင်နောက်တစ်ခုကဟဲမဆနာပြောတာ existing new existing demolish temporary ကိုယ့်ရဲ့ elements တွေဟာ existing လားကိုယ့် element တွေဟာနော် new လားကိုယ့် elements တွေကနော်ဒီဘယ်လိုခေါ်မလဲဒီ new လား demolish လား temporary လားဆိုတာကိုမတို့ဘယ်လိုမျိုးခွဲခြားမှာလဲနော်အဲ့ဒါဆိုရင်မတို့ကဒီနေရာလေးမှာသိဖို့လိုအပ်တယ်မသိခင်မှာတစ်ခုလောက်ထပ်မှတ်ရအောင် existing new လို့ပြောလိုက်ပြီဆိုရင်မတို့ရှေ့တုန်းကသိခဲ့တဲ့ combine category overrated new not display ပေါ့နော်အဲ့ဒါနဲ့ on off လုပ်လို့ရတယ်existing ဆိုတဲ့အောက်ထဲမှာမတို့ကဒီမှာ not display လို့ရွေးလိုက်ရင်ဘာဖြစ်သွားလဲ
existing ဆိုတဲ့ out ထဲမှာ not display လို့ရေးလိုက်ရင်မတို့ရဲ့ existing out ထဲမှာရှိတဲ့ပစ္စည်းက off သွားပြီပေါ့ဟုတ်နော် existing out ထဲမှာပစ္စည်းတွေကိုမြင်ကျင်တယ်ဆိုရင် existing out ထဲမှာရှိတဲ့ပစ္စည်းကိုမြင်ကျင်တယ်ဆိုရင်မတို့ face filter မှာဒီ existing out ထဲမှာဘာရွေးမလဲ overwritten သို့မဟုတ် by category ရွေးပေါ့နော်အဲ့နှစ်ခုဆိုရင်ဘာလို့ပေးမှာလဲ on ပေးမှာ哦နည်းနည်းချိန်လို့ရပြီလားနည်းနည်းချိန်လို့ရပြီလားအဲ့ဒါလေးကိုမတို့နည်းနည်းလောက်ပြန်ချိန်ပြီးတော့နားလည်ဖို့လိုအပ်တယ်အဲ့ဒါကမတို့နောက်ပိုင်းဟို renovation ပေါ့နော် demolition ပေါ့ renovation project တွေအတွက်ပါအဲ့ concept လေးက support အထောက်အကူဖြစ်မှာနော်ဆိုတော့မတို့ new ပေါ့ new ဆိုတဲ့ elements အောက်မှာရှိတဲ့new ဆိုတဲ့အောက်မှာရှိတဲ့ elements တွေကိုမတို့ on off လုပ်လို့ရတယ်ဘာနဲ့ on off လုပ်မှာလဲဆိုရင်ဒီသုံးခုနဲ့ on off လုပ်မှာ new ဆိုတဲ့အောက်ထဲမှာရှိတဲ့ elements တွေကိုမတို့ on ကျင်တယ်ဆိုရင်overwritten တော့မဟုတ် by category ကိုရွေးပေးမမြင်ဘူးဆိုရင် not display ကိုရွေးပေးရမယ်နော် okay ဒါဆိုသူ့ on off လုပ်လို့ရတယ် a future လို့သတ်မှတ်လိုက်တဲ့ပစ္စည်းမှန်သမျှက off ပဲမင်းဒီနေရာမှာ not display မကလို့ overwritten မကလို့ by category ဖြစ်ပလေစေဘာမှနားမထောင် off ပဲဒီမှာလည်းမရှိပါဘူး future ရှိလို့လား future column ပေးထားလို့လားမပေးထားဘူး future လာမပြောနဲ့ ever off ပဲ okay ever off ပဲโอเคเนาะဒါလေးသိပြီเนาะမဒီဘက်ချမ်းအကြောင်းရအောင်မပြောသေးဘူးအခုလောလောဆယ်မရဲ့ဒီ model ထဲမှာဘာလို့ကြည့်မလဲဆိုရင်ပစ္စည်း၃ခုမှာဆွဲလိုက်မယ်เนาะ show all လို့အရင်ဆုံးမပေးထားလိုက်မယ် show all ဆိုရင်filter ကပါလဲ face filter ကအကုန်မြင်ရတာလား show all ဆိုရင် by category overwritten ဆို okay အကုန်မြင်ရမယ်เนาะမတို့ကဒီမှာဒီဓာတ်လေးတစ်ချောင်းစပြီးတော့ဆွဲလိုက်မယ် DT ဆိုပြီးတော့ဓာတ်လေးတစ်ချောင်းဆွဲလိုက်မယ်ဟုတ်နော်ဓာတ်တစ်ချောင်းဆွဲလိုက်မယ်ဆွဲပြီးွားရင်အခုလောလောဆယ်ကအမဘာကိုပြချင်တာလဲဆိုတော့ဆွဲပြီးွားရင်ဒီကောင်ကမတို့ existing elements လို့သတ်မှတ်ရအောင်နော်အဲဆို existing elements အောက်ထဲကိုမတို့ရဲ့ဒီဆွဲထားတဲ့ပစ္စည်းတွေရောက်စီခြင်းနဲ့ဆိုရင်သူ့ကို select မှတ်ပြီးဒီမှာ existing ရွေးပေးလိုက်ဒါဆိုရင်သူ့ကို select မှတ်ပြီးတော့ဒီမှာ existing ရွေးပေးလိုက်ရင်သူက existing အောက်ထဲကိုဝင်သွားတဲ့ elements တွေဖြစ်သွားတယ်โอเคเนาะဆိုတော့နောက်တစ်ခု color တွေတော့ပြောင်းသွားတယ်graphic ရောက်တဲ့ခါကျတော့မှအဲ့ကိစ္စရှင်းမယ်เนาะအခုလောလောဆယ်ဘာ color ပဲဖြစ်နေပါလိမ့်စေเนาะမိန်လင်းပေါ့เนาะဒီဟာလေးကိုမှ copy ကူးလိုက်ပြီးသူ့ကို copy ကူးလိုက်တဲ့အချိန်မှာသူက new construction ကိုရောက်သွားတယ်โอเคရမယ်เนาะအခုဒီထဲမှာမှ demolish နဲ့temporary ကိုထည့်မပြောသေးဘူးโอเคเนาะ demolish နဲ့ temporary ကိုဒီနှစ်ခုရေးလဲသိသွားမှထည့်ပြောမယ် future ဟုတ်ပြီနော် future ဆိုတာကကျတော့အခုလောလောဆယ်မတို့ဒီမှာ face ဒီမှာဆိုရင်အခုမတို့layer နဲ့တစ်ချက်ပြောကြည့်အောင် AutoCAD မှာလေမတို့ layer layer ကို current ပေးထားပြီးတော့ current layer က layer 1ဖြစ်နေရဆိုပါစို့အဲ့ဒီအချိန်မှာအဲ့ layer 1ကို current ထားတဲ့အချိန်မှာမတို့ပုံနေဆွဲတယ်ဆိုရင်အဲ့ဒီဆွဲလိုက်တဲ့ object တွေကဘယ် layer ထဲဝင်သွားမလဲ current layer ထဲဝင်သွားမယ်ဟုတ်ပြီနော်အခုဒီမှာလဲ face မှာလဲအတူတူပဲအမတို့ဒီနေရာမှာ face ကိုဘာလုပ်ထားလဲဆိုရင်ဘာမှဆက်လက်မပေးခင်ချိန်မှာเนาะဒီ face တွေကိုသွားတဲ့အချိန်မှာ current face ကိုအမတို့ကဒီနေရာမှာရွေးချက်လိုက်တဲ့ဆိုရင်ဒါ current ပေးထားတဲ့ face ကဒါ original စုစုပေါင်းပေါ့နော်စုစုပေါင်း face ဘယ်နှခုရှိလဲ original လို့တော့မပြောတော့စုစုပေါင်း face ဘယ်နှခုရှိလဲဆိုနှစ်ခုရှိတယ်ဟုတ်နော်နှစ်ခုရှိတယ်နှစ်ခုရှိတဲ့အထက်ကမှအမဘသူကို current ပေးထားလဲဆိုရင် new construction ကို current ပေးထားတယ်ဟုတ်ပြီနော် new construction ကို current ပေးထားတယ် okay ဒါလေးသဘောပေါက်ပြီအဲ့လိုဒါဆိုရင်မတို့ကဆွဲသမျှတွေအကုန်လုံးမတို့ဓာတ်တွေပဲဆွဲ pipe တွေပဲဆွဲဘယ်အောက်ထဲဝင်မှာလဲရင် current ပေးထားတဲ့ face အောက်ထဲပဲဝင်မှာအဲ့တော့သူ့ကိုမတို့ကnew construction ပေါ့ဟာကိုဆွဲလိုက်တာကတော့ဗာလဲဆိုရင်new construction အောက်ကိုရောက်သွားတယ်ကိုကဘယ်ထဲထည့်ခြင်းလဲexisting နဲ့ထည့်ခြင်းလဲဆိုရင်သူ့ကို select ပေးပြီးတော့ existing နဲ့ထည့်လို့ရအဲ့တော့အကောင်းဆုံးကတော့ဗာလဲဆိုတော့ကွာမင်း existing အောက်ထဲကိုရောက်စေခြင်းလဲဆိုတော့ existing ကိုအရင်ဆုံး online on ပြီးမှဗာလို့မလဲဆိုရင်ပျောက်သွားတယ်เนาะပျောက်ပလေးစိပျောက်သွားတဲ့ကိစ္စကိုပြီးရင်ပြောပြเนาะအဲ့တော့ online on ပြီးသွားပြီဆိုရင်မတို့ဒီမှာ existing နဲ့ပတ်သက်တဲ့ဟာတွေဆွဲကွာမင်း existing နဲ့ပတ်သက်တဲ့ဟာတွေဆွဲ okay ဒီမှာတိတာအောင် existing လို့ရေးထားလိုက်မယ်เนาะexisting ပေါ့နော်အဲ့တော့တိတာအောင် existing လို့ရေးတာအဲ့တော့မတို့သိရမှာဘာလဲဆိုရင် current ပေးထားတဲ့ဒီလိုလုပ်လိုက်မယ်none လို့ထားလိုက်မယ်เนาะ none လို့ထားတာရှိသမျှအကုန်ပေါ်မှာလေเนาะနော်ဆိုတော့ဒါလေးကမတို့ existing face အောက်ထဲမှာရှိတဲ့
elements တွေဖြစ်သွားပြီအဲ့တော့ existing phase ကို current ထားပြီးတော့ဆိုရင် existing phase အောက်ထဲကိုရောက်သွားပြီဟုတ်ပါနော်ကိုကမေ့ပြီးတော့ဆက်ဆွဲမိနော် existing အောက်ထဲရောက်သွားမယ်ဒါပေမဲ့အချိန်မီတော့ပြန်လုပ်လို့ရတယ်ဒီနှစ်ခုကို new construction အောက်ပြောင်းကျင်နေဆိုရင်နှစ်ခုစလုံး select ပေးပြီးတော့မလုပ်ရလဲဒီနေရာမှာပြန်ပြောင်းလို့ရတယ်နော်ဒါဆိုရင်သူကဘယ်ထဲရောက်သွားလဲ new construction နဲ့ရောက်သွားတယ်ဟုတ်နော်ဒါဆိုရင် new construction နဲ့ရောက်သွားတဲ့ elements okay new ပေါ့နော် new တဲ့ကိုရောက်သွားတဲ့ elements တွေဖြစ်ပါတယ်နော် okay ဒါဆိုရင်မတို့ဒီနေရာမှာကnew construction ကိုပြန်ပြောင်းလိုက်မယ်အဲ့တော့ဒီ phase ရဲ့နာမည်တွေမှာ new တို့နော်existing တို့ပါလို့ဒါလဲဒီအောက်ထဲရောက်တဲ့ elements က existing ပေါ့ဒီအောက်ထဲရောက်တဲ့ elements က new လို့သိထားတာဟုတ်နာမည် change လိုက်မယ်မမှတ်မိအောင်နာမည် change လိုက်မယ်ဒီကောင်ကို P1 လို့နာမည်ပေးလိုက်မယ်ဒီကောင်ကို P2 လို့နာမည်ပေးမယ်ကွာဒါဆိုရင်ဘယ်ဟာ new လဲဘယ်ဟာexisting လဲနော်ဘယ်ဟာ new လဲဘယ်ဟာ existing လဲသိလားနော်နာမည်ပြောင်းလိုက်ပြီလေနော်ဘယ်ဟာ new လဲဘယ်ဟာ existing လဲအဲ့လိုမျိုးမခွဲတတ်တော့ဘူးအဲ့ဆိုမှတ်ထားရင်ဒီအပေါ်မှာရှိတဲ့အရာကအပေါ်ဆုံး row မှာရှိတဲ့ဟာ existing အောက် row မှာရှိတဲ့ဟာကအဲ့ဒါက new ပဲနော် new နောက်တစ်နည်းပြမယ်တို့ phase နှစ်ခုရှိတယ်ဖွင့်ချလိုက် phase နှစ်ခုရှိတယ်phase 2က second row မှာရှိတာနော်အဲ့ second row မှာအခုဒီမှာတို့ current ထားလိုက်တယ်ပေါ့ current ထားလိုက်တဲ့ phase က new ပဲမြင်မှတ်ထားရင်ပြောမယ် current ထားလိုက်တဲ့ phase က new အဲ့ current ထားလိုက်တဲ့ phase ရဲ့အပေါ်မှာရှိတဲ့ဟာကexisting ဖြစ်မယ်ဟုတ်ပါနော်အဲ့တော့ဒီ phase နှစ်ခုနဲ့ပြလို့သိမကောင်းဒီနေရာမှာ phase တွေကိုထည့်လိုက်မယ်ဒီအောက်ထဲမှာထည့်လိုက်မယ် after ဆိုပြီးထည့်လိုက်မယ် after ထည့်လိုက်မယ်နော်ဒီမှာ P4 P3 ပေါ့နော် P4 ဒီလိုမျိုး phase တွေကို existing လား new လားဆိုတဲ့ဟာကိုမပြောအခုလောလောဆယ်မှာဘာကိုရှင်းချင်နေရလဲဆိုရင်ဘယ်အရာကို existing လို့ခေါ်ပြီးဘယ်အရာကို new လို့ခေါ်ရဲဆိုတဲ့အရာကိုရှင်းချင်တာအဲ့လိုမျိုးသိမှမတို့ elements တွေ on off လုပ်ဖို့အတွက်သိမှာဟုတ်ပါနော် elements တွေ on off လုပ်ဖို့အတွက်ထပ်ပြောမယ်နော်ဒါလေးသိယုံနဲ့မရအောင်ကိုယ့်ရဲ့ဘယ် phase အောက်ထဲမှာရှိတဲ့ elements တွေက new လဲဘယ် phase အောက်ထဲမှာရှိတဲ့ elements တွေက existing လဲဆိုတာဟာကိုအမားတို့ကိုယ်တိုင်ဝေဖန်ပိုင်းခြားတတ်ရမယ်ပိုင်းခြားတတ်ဘူးဆိုရင်အဲ့နေရာမှာမတို့ဒီ on off လုပ်တဲ့ကိစ္စကိုကြောက်နေလိုက်မယ်သူများဒါရွေးဆိုဒါရွေးတာပဲအသိမှတ်ထားတာမျိုးဖြစ်လိုက်နော်ဆိုတော့ကိုယ်တိုင်ပိုင်းခြားတတ်ဖို့အတွက်အခုလောလောဆယ်မှာဘာလုပ်လိုက်ပြီလဲဆိုရင် face တွေအများကြီးခွဲပလိုက်ပြီနော်ဒါဆိုရင်အရင်တော့2 row ရဲရှိရတဲ့အတွက်ကြောင့်မလို့ဒါ new ဒါ existing လို့သိခဲ့တာလေအခုဒါဆိုအများကြီးဖြစ်သွားပြီဘယ်က new ဘယ်က existing တော့ okay ဘယ်က new လဲဘယ်က existing တော့အဲ့တော့မတို့သိရမှာကမတို့ဒီနေရာမှာ phase 3ကို P3 လို့မှရွေးလိုက်ပြီဆိုရင် P3 ရဲ့ပုံမှာဘာရှိလဲ P1 နဲ့ P2 ရှိတယ်အဲ့ P1 နဲ့ P2 က existing ဖြစ်သွားပြီးတော့မှ P3 က new ဖြစ်တယ်နော်နောက်ခါကျတော့အခုဒီမှာ current ကိုဘာရွေးလိုက်လဲခဏလေးနော်ဒီမှာ screenshot လေးတစ်ချက်ရလိုက် current ကိုဘာရွေးလိုက်လဲ current မှာပဲphase ကိုphase ရဲ့ current မှာပဲ phase ကိုထားခဲ့လဲ P3 ကိုထားခဲ့တယ်အဲ့ဒါဆိုရင်ဒါ new construction ပဲသူ့အထက်မှာရှိတဲ့ဒါဆိုရင်သူက new ဆိုသူ့အထက်မှာရှိတဲ့1နဲ့2နဲ့ဘာဖြစ်မလဲ existing သူ့အောက်မှာရှိတဲ့ P4 က future ရပါတော့နောက်တစ်ခုထပ်ပြောင်းမယ် current ကိုမှဘာပြောင်းလိုက်မလဲဆိုရင် P4 လို့ပြောင်းလိုက်မယ်သူ့ထက်မှာဘာရှိလဲ P3 2 1ဘယ်သူကnew construction လဲဒီကောင်က new construction ဖြစ်သွားပြီသူ့ပေါ်မှာရှိတဲ့ဟာတွေက existing လို့ software ကသတ်မှတ်တယ် existing လို့ software ကသတ်မှတ်တယ်ညမနော်သူ့အောက်ထဲမှာပါရှိလဲ P4 အောက်ထဲမှာတော့ဘာမှမရှိတော့ future မရှိဘူးပေါ့နော်ဒါဆိုမတို့ဒီမှာနောက်တစ်ခုထပ်ပြမယ်ကဲမက P2 လို့ပြောလိုက်တယ်P1 လို့ပြောလိုက်တယ်
ဘယ်ဟာက new လဲဘယ်ဟာ existing လဲဘယ်ဟာ future လဲ P1 က current ဖြစ်သွားတယ်โอเคเนาะ P1 ကဒီနေရာမှာဖြစ်သွားလဲ current ဖြစ်သွားတယ်ဒါကြောင့်မလို့ဒီကောင်က new ဖြစ်တယ်အဲ့လိုပုံစံမျိုးဆိုရင်ဒီမှာ current ရွေးထားတာ P1 လို့ရွေးထားရဲဆိုရင်ဒီအောက်ထဲမှာရှိတဲ့ဟာတွေအကုန်လုံးက future တွေပါဗျာသူ့ပုံမှာမရှိလဲဘာမှမရှိတော့ existing မရှိဘူးဒီလိုမျိုး Revit software ကနားလဲတယ်သဘောပေါက်နော်โอเคအဲ့ဒါဆိုရင်မတို့ face filter နဲ့ပေါင်းပြီးသုံးလို့ရပြီဗျ face filter နဲ့ပေါင်းပြီးသုံးလို့ရပြီโอเคเนาะဒါဆိုရင်ဒါလေးအကြောင်းကိုမတို့ဒီမှာရေးထားတာပါ existing new ကို on off လုပ်လို့ရတယ်เนาะဒီအပေါ်မှာရှိတဲ့၃မျိုးနဲ့ on off လုပ်လို့ရတယ် future ကတော့ ever off ပဲเนาะဒါကြောင့်မလို့တဲ့မတို့က P1 အောက်ထဲမှာဆွဲထားတဲ့ elements တွေ P2 အောက်ထဲမှာဆွဲထားတဲ့ elements တွေ P3 အောက်ထဲမှာဆွဲထားတဲ့ elements တွေတဲ့ elements ဘယ်နှခုလဲelements တွေက3နေရာခွဲထားတယ်ပေါ့နော် phase 1 P1 P2 P3 ဆိုတော့3နေရာခွဲထားအဲ့ထဲမှာပါမတို့က existing လား new လား future လားဆိုတာသိရမယ်အခုဒီမှာ P2 ကိုရွေးထားတယ်ဘယ်သူက existing ဘယ်သူက future လဲသိမယ်နော်ဆိုတော့ P1 က existing P2 ကတော့ new ဖြစ်ပြီးတော့မှ P3 က future ဖြစ်သွားမယ် future အောက်ထဲမှာရှိတဲ့ elements တွေကိုက ever off ပဲဘာမှလာမပြောနဲ့ ever off ပဲအဲ့တော့ future အောက်ထဲမှာ P4 เนาะဒါဆိုရင်မတို့က P3 အောက်ထဲမှာရှိတဲ့ elements မှာမြင်ချင်တယ်ဆိုရင်ဘယ် face ကို current ထားမှမြင်ရမလဲ P3 ကိုပါ current ထားမှမြင်ရမယ်အဲကြောင့်မှ existing ရော new ရောဘာလို့ရမလဲ on ချင် on option off လို့ရမှာเนาะဒါကြောင့်မလို့မတို့ future တွေကိုရောက်သွားတဲ့ဟာမျိုးဆိုရင်ဒါမမြင်ရနိုင်တော့ဘူးเนาะပစ္စည်းတွေမမြင်ရနိုင်တော့အဲ့ဒါကိုမတို့လက်တွေ့လေးသွားပြီးတော့ဆန်းသက်ကြည့်ကြမယ်ပေါ့เนาะအဲ့တော့မဆန်းသက်ခင်မှာအခုဒီမှာဒီ exercise လေးလည်းကြည့်ရအောင်เนาะဒါ example အနေနဲ့ပါเนาะ phase 3ကိုရွေးထားတယ်ဆိုရင်ねမင်းရဲ့တဲ့ဒီ phase filter ထဲမှာ phase ထဲမှာဆိုရင် phase 1 phase 2 phase 3ရှိတယ်တဲ့ဒီမှာ current အနေနဲ့ဗာရွေးထားလဲဆိုရင် current phase အနေနဲ့ phase 3ကိုရွေးထားတယ်ဆိုရင်ဘယ်ဟာက new လဲဘယ်ဟာ existing လဲဘယ်ဟာ future လဲ future မရှိပါဘူးဒီမှာ phase 3က new ကျန်တဲ့နှစ်ခုက existing ပါ on off လုပ်လို့ရမလားရပါတယ်เนาะဒါဆိုမတို့ elements တွေเนาะဘယ်ထဲမှာပဲရှိရှိအဲ့ elements တွေက existing လားnew လားဆိုတဲ့ဟာလေးကိုမတို့ဒီလိုမျိုးအနေနဲ့ခွဲခြားပါတယ် okay ဒါဆိုမတို့ face filter ဘယ်လိုလုပ်လဲဆိုတာသိပြီเนาะအဲ့ face filter မှာပြောထားတဲ့ new existing ကိုဘယ်လိုရှာဖွေရမလဲဆိုတော့သိပြီเนาะရှာဖွေတတ်ပြီเนาะအဲ့နှစ်ခုပေါင်းပြီးတော့ exercise လုပ်ကြည့်အောင်เนาะ exercise လုပ်ကြည့်အောင်အဲ့တော့အခုလောလောဆယ်ဒီမှာ new နဲ့ existing နဲ့နှစ်ခုရှိရယ် select ပေးကြည့်လိုက်မယ် new အောက်ထဲမှာnew နဲ့ existing ဒီလိုမပြောတော့ဘူးเนาะမတို့ဒီမှာရှေ့တုန်းအတိုင်း P1 လို့ပြောလိုက်မယ်ဒါက P2 အောက်ထဲမှာရှိရဲ့ element ဟုတ်ရလားမသိဘူးเนาะပြန်စစ်ကြည့်မယ်เนาะသူ select ပေးရင် P2 သူ select ပေးရင် P1 okay ဒါဆိုရင်မတို့နောက်တစ်ခုထပ်ဆွဲရအောင် P3 နဲ့ P4 ဒီမှာ create လုပ်ထားရတဲ့လားဟုတ်เนาะ P3 နဲ့ P4 အောက်ထဲမှာမတို့ဆွဲရအောင်ဒါ P3 P4 เนาะဒါမှတ်မိအောင်ဒါမှရေးထားတာပါเนาะ P3 ဒီကောင်ကပါလဲဆိုတော့ P4 เนาะဒါဆိုတော့ဆွဲမယ်เนาะဒါဆိုရင်တက်လေးစပြီးတော့ဆွဲရအောင်တက်လေးတစ်ချောင်းဆွဲမယ်ဟို color မတူရအောင် system လေးတစ်ချက်ရွေးလာအောင်ပါเนาะ system လေးတစ်ချက်ရွေးလာအောင်ပါအဲ့တော့ဒါက P3 เนาะ P3 ဆိုရင်ခဏလေး P3 ဆိုရင်ဒီမှာ P3 လေးကိုရွေးလိုက်မယ်လေเนาะ P3 လေးရွေးပြီးတော့မှ တက်လေးယူမယ် P3 အောက်ထဲမှာဆွဲမယ်ဒါဆိုရင်မတို့ခုဆွဲလိုက်တဲ့တက်က P3 အောက်ထဲကိုရောက်သွားပြီเนาะ current ဘယ်သူပေးထားလို့လဲ P3 ပေးထားလို့เนาะဒါဆိုရင် P3 အောက်ထဲမှာရောက်သွားပြီP3 အောက်ထဲမှာရောက်သွားပြီเนาะဆိုတော့ဒါလေးကိုတော့မှပြန်ဖြတ်လိုက်တော့မယ်เนาะ P1 P2 P3 မှတ်မိအောင်အရေးအတွက်ပါလှုပ်ထားလိုက်တာเนาะအဲ့တော့နောက်တစ်ခုမတို့ sample အနေနဲ့ထပ်ဆွဲကြည့်အောင်ငါတို့ P4 အောက်ထဲမှာဆွဲကြမယ်ဟေးဆိုရင်ဘူးလောလောဆယ်နန်းနာထားထားကြီးเนาะ P4 အောက်ထဲမှာ elements တွေဆွဲကြမယ်ဟေးဆိုရင်မတို့ဒီမှာတက်လေးပဲပြန်ယူလိုက်တော့မယ်เนาะဒါရှာရှည်ပြီးတော့ဒီအောက်ထဲမှာ system type လေးပါထပ်ရွေးလာအောင်မယ်เนาะဒါလေးပေါ့เนาะ before ဒီကူးလိုက်မယ်ကွာဒီကြောင်ပေါ့နော်ဒါ before အောက်ထဲမှာအဲ့တော့ phase တစ်ခုချင်းစီအောက်ထဲမှာဘာတွေဆွဲထားပြီလဲဆိုရင်ဒီ elements တွေဆွဲထားပြီเนาะမှန်လား before မှန်လားမှန်ပါတယ်
မှန်တယ်နော်အဲဆိုမတို့ဒီထဲမှာface အောက်ထဲမှာသွားကြည့်မယ်ဆိုရင် P1 အောက်ထဲမှာ elements တွေရှိလား2အောက်ထဲမှာ elements တွေရှိလား3အောက်ထဲမှာရှိလား4အောက်ထဲမှာရှိလားโอเคနော်ရှိရနော်အဲဆိုရင်အခုလောလောဆယ်ဒီလိုမျိုးစဉ်းစားကြည့်ရအောင်မတို့ဒီမှာနာမည်လေးချိန်လိုက်မယ်နော်ငါတို့ဒီ view မှာ face 1 face 2 face 3အားလုံးမြင်ကျင်တယ်အားလုံးမြင်ကျင်တယ် B1 to B4 all visible အားလုံးမြင်ကျင်တယ်ဒါလေးကို duplicate လုပ်ပြီးတော့နောက်ထပ်ကိုမြင်ကျင်တဲ့အရာလေးတွေကိုသတ်မှတ်မယ်သတ်မှတ်ပြီးရဲ့အချိန်မှာဒီအရာလေးတွေကိုsetting လေးတွေတွားချိန်ကြည့်မယ်စောနာတိထားတဲ့အတိနဲ့ setting လေးတွေတွားချိန်ကြည့်မယ်duplicate လုပ်လိုက်မယ်ဒါလေးကကြတော့ P1 and P2 ပဲမြင်ချင်ပါတယ်ခဏလေးဒါလေးကို duplicate လုပ်ပြီးတော့ duplicate with dd နဲ့လုပ်လိုက်မယ်နော် P1 and P1 to P4 ကိုမှမြင်ချင်ပါတယ် number 1 P1 to P4 ကိုမြင်ချင်ပါတယ် number 2 setting မတူအောင်သုံးပြီးတော့မြင်အောင်လုပ်ပေးပါဟုတ်နော်မြင်အောင်လုပ်ကြည့်ကြမယ်ပေါ့နော်လုပ်ကြည့်ကြမယ်နော်ဒါဆိုမှနောက်တစ်ခုကကြတော့ P1 and P2 ကိုပဲမြင်ချင်တယ်နောက်တစ်ခုကြတော့ duplicate လုပ်လိုက်မယ်duplicate detail လေးနဲ့လုပ်လိုက်မယ်နော်ဒါဆိုမှတို့ဒီထဲမှာ P1 and P3 P1 P2 P3 ပေါ့နော်ဒါ P1 to P3 ထိပဲမြင်ချင်ပါတယ်ဒါက1နဲ့2နဲ့ပဲမြင်ချင်တယ်ဒါကတော့1 2 3မြင်ချင်တယ်ကဲနော်ဒါကတော့1 2 3 4မြင်ချင်တယ်ဒါပေမဲ့မြင်ချင်တာတော့မှ setting နှစ်ခုမတူဘဲနဲ့မတူအောင်သုံးပြီးတော့မြင်အောင်လုပ်ပေးပါ setting နှစ်ခုမတူအောင်သုံးပြောမယ်ဆိုရင်ကွာ face filter နှစ်ခုဒီမှာသုံးရမယ့် face filter တစ်မျိုးဒီမှာသုံးရမယ့် face filter တစ်မျိုးအဲ့လိုမျိုးတစ်မျိုးချင်းစီသုံးပြီးတော့ပြန်လဲမြင်အောင်လုပ်ပေးပါပေါ့နော်မြင်ရအောင်လုပ်ပေးပါ all visible မြင်ချင်ပါတယ်နောက်တစ်ခုဘာယူအောင်မလဲဆိုတော့အမကနောက်တစ်ခုကကြတော့ဒါကို duplicate လုပ်လိုက်မယ်duplicate လုပ်လိုက်မယ် exercise လုပ်ကြည့်မယ်နော် duplicate acid dependence လေးနဲ့နော်sorry acid dependence မလို့ချင်ဘူး delete လုပ်လိုက်မယ် duplicate နော် duplicate with detail လေးနဲ့အမကဒီနေရာမှာ P1 and P3 P2 မလို့ချင်ဘူး sorry P1 and P3 တော့ P1 to P3 မဟုတ်ဘူး P1 and P3 okay P1 and P3 ဒါကြတော့ P1 and P2 ဒါ P1 နဲ့ P3 ပဲမြင်ချင်တယ် P2 မမြင်ချင်ဘူး P4 မမြင်ချင်ဘူးကဲစာရအောင်ဒီနေရာမှာမတို့ရှိသမျှ setting တွေအားလုံးမြင်ချင်တယ်အဲ့ဒါဆိုရင်မတို့အရေးကြီးဆုံးတစ်ချက်ကပါလဲဆိုတော့ပြန်ပြီးတော့ပြောမယ် current ထားတဲ့ပုံမူတည်ပြီးတော့ existing future new တွေကပြောင်းလဲမှုရှိမယ် elements တွေက future ဆိုရင်ထိလို့မရဘူးနော် future ဆိုရင်ထိလို့မရအောင်နော်ဒါကြောင့်မတို့ current ပေးတဲ့ပုံမူတည်ပြီးတော့မှကိုယ့်ရဲ့ elements တွေဘာဖြစ်သွားမလဲ existing လား new လား future လားဆိုတာဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ဒါကိုသတိတစ်ချက်ထားမယ် current ပေးတဲ့အရာသတိတစ်ချက်ထားမယ်ဘယ် face ကိုမင်း current ပေးမင်းလဲပြီးမင်းဘယ် face filter ကိုရွေးမှာလဲဟုတ်ပါနော်ဒါဆိုမတို့ဒီလိုမျိုး exercise လေးလုပ်ပြီးသွားတဲ့အချိန်မှာနော်မတို့ဒီ exercise တွေလုပ်တဲ့အချိန်မှာမတို့အစစ်နှစ်စစ်နဲ့အများအားလို့တိုင်းတာပြီးဘာလုပ်မလဲဆိုရင်စဉ်းစားမယ်ပထမတစ်ဆင့်ကဘာကိုစဉ်းစားမလဲမင်းဘယ် face ကို current ပေးမှာလဲโอเคနော်မင်းဘယ် face ကို current ပေးမှာလဲနံပါတ်1ကမင်းဘယ် face ကို current ပေးမှာလဲ current face ဘယ်ထဲမှာလဲ property balance ထဲမှာပေါ့နော် property balance ထဲမှာမင်းဘယ် face ကို current ပေးမှာလဲပြီးွားရင်မင်းဘယ် face filter ကိုရွေးမှာလဲနံပါတ်2 face filter ပေါ့နော် face filter ရွေးအဲ့ဒီနှစ်ချက်ပုံမူတည်ပြီးမတို့ဘာဖြစ်မှာလဲဆိုရင်ဒီတစ်ချက်ပုံမူတည်ပြီးတော့ဘယ်ဟာက exist လဲဘယ်ဟာက new လဲဆိုတာဖြစ်သွားလိမ့်မယ်အဲ့ပုံမူတည်ပြီးတော့မှ face filter က existing ကိုပိတ်မှာလား new ကိုပိတ်မှာလားဆိုတာဒါမျိုးဖြစ်သွားမှာโอเคနော်ဆိုတော့မတို့ပထမဆုံးတစ်ဆင့်ဖြစ်တဲ့ဒါလေးကိုမှ on လိုက်တယ်မင်းဘယ် face ကို current ပေးမလဲ future ဆိုရင်အားလုံး future ဆိုရင် future ပါတဲ့ဟာတွေကပျောက်သွားမှာเนาะမတို့ on လဲလုပ်လို့မရအောင် off လဲလုပ်လို့မရအောင်เนาะလုံးဝ off နေမှာเนาะဒါကြောင့်မလို့ future မပါသွားရအောင်မတော့ face 4ကို current ပေးလိုက်ရင်
new ဖြစ်သွားမယ်ကျန်တဲ့ဟာတွေအကုန်လုံး existing ဆိုတော့ existing new ဆိုရင် control လုပ်ကလွယ်လေဟုတ်တယ်နော်ဒါဆိုရင်မကတော့ဒီနေရာမှာပပနက်နက်နဲ့ Facebook ကို current ပေးမယ် current ပေးပြီးတော့မှအခုဒီနေရာလေးမှာဘာရေးမလဲnew ကို existing ကိုမြင်ရတဲ့ face filter ကိုရွေးမယ်မှတ်မိလားမမှတ်မိဒီမှာလာကြည့် new က existing ကိုမြင်ရတဲ့ face filter show all ဆိုရင်လည်းနှစ်ခုစလုံးမြင်ရတယ် show complete ဆိုရင်လည်းနှစ်ခုစလုံးမြင်ရတယ်ဒီမှာဆိုရင်နှစ်ခုစလုံးမမြင်ရဘူးဒီမှာဆိုရင်နှစ်ခုစလုံးမမြင်ရဘူးဒီမှာဆိုမြင်ရတယ် previous and new ဆိုရင်မြင်ရတယ်အဲ့တော့မတို့ရွေးချယ်လို့ရတာကဘာလဲဆိုရင်အားလုံးမြင်ချင်တယ်ဆိုရင်ခုလောလောဆယ် face current ပေးထားတဲ့ face ကြောင့်เนาะမတို့မှာ new နဲ့ existing ပဲရှိရဆိုတော့ new နဲ့ existing online နဲ့ face filter ဘယ်နှခုရှိလဲ1နှစ်3အဲ့3ခုတည်းကြိုက်တာရွေးအကုန်တွေ့ရလိမ့်မယ် show all ရွေးကြည့်မယ်เนาะအကုန်တွေ့ရတယ်ကာလာကြိုက်သူလိုဖြစ်ပလိစေကာလာကိစ္စနောက်မှနောက်လာနောက်ကစီနောက်မှရှင်းမယ်နော်ဒီကာလာပါထက်မှတ်တယ်ဆိုရင်မလိုချင်တဲ့ point ကိုမရမှာဆိုလို့ဒါလေးမင်း base 4ပဲထားပြီးတော့အဲ့လိုမျိုး control လုပ်မှာမလုပ်ဘူး control လုပ်ချင်တယ်ဆိုလုပ်လို့ရတယ်မတို့ဒီမှာ3မျိုးရှိရလေ3မျိုး show all ရယ် show complete ဆိုလည်းအကုန်တွေ့ရမှာပဲဟုတ်တယ်မလားဟုတ်ပြီနော်မလေးနံပါတ်2 setting မပြောနဲ့နံပါတ်3 setting အောင်ပေးလို့ရသေးတယ်ဟုတ်တယ်မလားနော်နံပါတ်3 setting အောင်ပေးလို့ရသေးတယ်သူဘာပေးမလဲနောက်ဆုံး setting ပေးလို့ရတယ်လေနံပါတ်3ဘာ setting ပြောင်းပေးရင်အကုန်တွေ့ရအောင်မလဲအဲ့ face မှာရှိသမျှတွေအကုန်လုံးเนาะရှိသမျှတွေအကုန်လုံးပေးပြီးတော့အခုလောလောဆယ်ဒီထဲမှာshow previous and new လားမသိဘူးเนาะဒါလေးကိုပေးမှဆိုရင်လည်းရှိသမျှတွေအကုန်မြင်ရတာပဲဟုတ်လားဘာမှလာမပြောနဲ့နောက် setting တစ်ခုပေးလို့ရသေးတယ်ဟာညားလာကြီးလာပါเนาะအဲ့တော့ setting တွေအဲ့လိုအကုန်မြင်ချင်တယ်ဆိုရင်မတို့ကဒီလိုမျိုးနှစ်ခုเนาะတွဲပြီးတော့ကြည့်ခြင်းအပြင်နှစ်ခုဆိုတာဘယ်ဟာကို current ပေးမလဲဆိုတဲ့ဟာကိုကြည့်ခြင်းအပြင်မတို့ကအကုန်လုံးဒါရွေးချယ်လို့ရပါဘောเนาะဒါဆိုမတို့ဒီမှာနံပါတ်4 setting အပြင်ဆိုရင် current ကတော့ဘာပဲပေးထားမလဲ current ကတော့နံပါတ်4 setting ကဘာရွေးမှာတော့ဟေ့နံပါတ်4 setting ဘာရွေးမှာတော့အားလုံးတွေ့ရအောင်ဘာရွေးမှာတော့နံပါတ်4 setting okay နံပါတ်4 setting ဘာရွေးမှာလဲ1 1 2 3က okay တယ်လေဘာလို့ဆိုတော့မတို့ face 4ကို current ပေးထားပြီးပြီဆိုတဲ့ခါကျတော့မတို့ face filter ထဲမှာဒီ new နဲ့ construction နှစ်ခုကိုမြင်နိုင်တဲ့ face တွေကိုမတို့ရွေးချယ်လို့ရတယ်လေ3ခုရှိတော့ setting 3ခုပြည့်သွားပြီလေ1 2 3ဒီ3ခုပြည့်သွားပြီလေအဲ့နံပါတ်4ကဘာရွေးလို့အကုန်လုံးမြင်အောင်လုပ်ပါလဲဒါမှface 1ရွေးလိုက်တယ်ကွာပျောက်သွားပြီအဲ့မျိုးဖြစ်ကုန်တယ်เนาะဒါဆိုရင်မတို့က face 1ရွေးလိုက်တယ်နန်းထားလိုက်မှာပေါ့ကိုကြိုက်တဲ့ face ရွေးမယ်ကွာ face 2ပေးလိုက်တယ်နန်းထားလိုက်မယ်အကုန်လုံးမြင်ရဟုတ်ပြီနော် face 3ရွေးမယ်ကုန်မြင်ရတယ်နော်ဟုတ်တယ်နော် face 3ရွေးမယ်နန်းထားလိုက်တယ်အကုန်မြင်ရတယ် face 4ရွေးမယ်နန်းထားလိုက်တယ်အကုန်မြင်ရတယ်ကဲနံပါတ်4 setting ကပါလဲကြိုက်တဲ့ face ကို current ပေးကွာ face filter မှာနန်းထားလိုက်ရှိသမျှဟာတွေအကုန်မြင်ရမယ် okay သူကသူ future မကလို့ဘာပဲဖြစ်နေအကုန်မြင်ရပြီရပါနော်ဒါဆိုရင် phase 1 2 3 4ကို phase 1 2 4ကိုဒီ view မှာတပြိုင်နက်တည်းမြင်ချင်တယ်ဆိုရင်မတို့ပုံစံ၄မျိုးနဲ့သုံးလို့ရတာသိသွားတယ်နော်ကဲဒါလေးကိုသွားကြည့်အောင်ဖယ်အောင်သွားမလဲ1နဲ့2နဲ့ဝယ်မြင်ချင်နဲ့3နဲ့4နဲ့ဝယ်မြင်ချင်ဘူးတဲ့ဒီရွာလေးကဘာလုပ်မလဲဒီကောင်တစ်ခု future ပေးလိုက်ရင်မကောင်းလားနော် future ပေးလိုက်ရင်မကောင်းလားနော်ကောင်းတာပေါ့နော်ရတယ်နော်ဒါဆိုမှတော့ phase 2ကို current ပေးလိုက်မယ် phase 2ကို current ပေးပြီးတော့phase 1 phase 2ကို current ပေးလိုက်ရင်ဒါ new ဖြစ်သွားပြီဒါ existing ဖြစ်သွားပြီဒါကဘာဖြစ်သွားပြီလဲဒီကောင် future ဖြစ်သွားတော့သူပျောက်သွားမှာလေနော်အခုလောလောဆယ်မှာတော့ face filter ထဲမှာဘာရွေးမလဲ future ပျောက်သွားမှာဆိုတော့future ကပျောက်သွားမှာဆိုတော့မှအခုလောလောဆယ်ဘာရွေးမလဲအဲ့တော့ဘာလဲဆိုရင် new နဲ့ existing နှစ်ခု on နေတဲ့ဘယ်လိုခေါ်မလဲ filter face filter 3ခုရှိရလေ show all ရှိတယ် show complete ရှိတယ် show previous and new ရှိတယ်အဲ့3ခုတည်းကကြိုက်တဲ့တစ်ခု filter ကိုဒါရွေးဘာဖြစ်မလဲအဲ့ကြိုက်တဲ့တစ်ခုကိုဒါရွေးface 1နဲ့ face 2နဲ့တွေ့ရလိမ့်မယ်နော်ခုလောလောဆယ်နန်းထားတာတို့အကုန်တွေ့နေရတာဆိုတော့မတို့ show all ကိုပြောလိုက်မယ်ဒီနှစ်ခုပြောက်သွားတယ်လားနော်
အဲဆိုမတို့ကဒီ setting ဒီ face filter မရွေးချင်လို့နောက်ထပ် complete ရွေးရင်ရလားရတယ်အတူတူပဲတူလားသူရဲ့ graphic ကတော့နည်းနည်းပြောင်းသွားတာအဲ့တော့ graphic ကိစ္စနောက်မှ section လိုက်ရင်ရှင်းသွားအောင်နော်နောက်မှ section ရင်ပို့ပြီးတော့ရှင်းသွားလိုက်မယ်အဲ့တော့နောက်တစ်ခုကကြတော့ face previous and new ပြောရင်လည်းဒီနှစ်ခုတွေ့ရတယ်ဟုတ်နော်အဓိကဒီနှစ်ခုတွေ့ရဖို့အတွက်ပဲလေနော်အဲ့ဒါမျိုး okay နော်ဆိုတော့နောက်တစ်ခုကကြတော့မတို့ phase 1 and 3ပဲတွေ့ချင်တာတဲ့ဟေး phase 1နဲ့3ပဲတွေ့ချင်တာဟာကြားရတူးကြတော့ဘာဖြစ်လဲပျောက်သွားမယ်တဲ့ဘယ်လိုလုပ်မလဲ phase 2ကို current ထားရင်လည်း future ဖြစ်ပြီးတော့ဒီကောင်ကြီးပျောက်သွားအောင်မယ်နော် phase 1ကို current ထားရင်လည်း phase 3ကို current ထားရင်လည်းဒါတွေတော့မြင်ရမယ် phase 3ကတော့ပြောင်းနေမယ် phase 3ပြောင်းမယ် phase 4လည်းပြောင်း phase 3 on မယ် phase 4တော့ပြောင်းနေမယ်အဲ့တော့ဘယ် phase ကို current ပေးမလဲသူကဒါနဲ့ပဲမြင်ချင်တာတဲ့တော့နော်အဲ့ဆိုရင်အမကတော့ idea လေးတစ်ခုပေးမယ်အမကတော့ phase 3ကိုပိတ်ပြီးတော့ current ပေးချလိုက်မယ်ဒါဆိုရင်သူက new သူက existing သူက future ဖြစ်သွားတယ် future ဖြစ်သွားရင်ဒါ auto ပျောက်သွားမှာလीနော်အဲ့တော့ဘာဖြစ်ဖြစ်ကွာဘာဖြစ်မှာ phase ဒီနေရာမှာ phase 3ကို current ပိတ်ထားပြီးတော့ပေးလိုက်မယ်အကိုကတကယ်တော့ phase 3ကိုမြင်ချင်တာအောင်နော်အဲ့တော့ phase 3ကိုတော့ current ပေးထားလိုက်မယ်ပေးထားပြီးွားရင်မတို့ဒီနေရာမှာ phase filter မှာ new ရော existing ရော on နေနိုင်တဲ့all ကိုသုံးကြည့်မယ်ဒါဆိုတော့ပိတ်သွားပြီအမတို့လိုချင်တဲ့ရည်ရွယ်ချက်က phase 4ကိုမမြင်ချင်ဘူး phase 2ကိုမမြင်ချင်ဘူးဘာ2ကြီးကကလန်ပါနေတယ်နော်အဲ့ဒါမျိုးဆိုရင်ဒီမှာပြမယ်နော်ဒီမှာတစ်ခုပြမယ်နော်bind category တွေ့ရမလား bind category ကဘာကိုပြောချင်တာလဲဆိုတဲ့ဟာလေး idea လေးကိုမှတစ်ခုထည့်ပေးပါမယ် bind category လို့ရွေးခြင်းဟာတဲ့ visibility graphic ထဲမှာတဲ့ visibility graphic ထဲကိုသွားဆိုတဲ့သဘောတရားကိုညွှန်းတာပါတဲ့တကယ် overridden လို့ပြောမယ်ဆိုရင်တဲ့အဲ့ဒီ facing ထဲမှာရှိတဲ့ graphic overridden ဆိုတဲ့ဒီ tab ထဲကိုသွားလို့ပြောချင်တာပါတဲ့ okay အမတစ်ခုမေးမယ်ဒီ visibility graphic VV အောက်ထဲမှာ on off လုပ်လို့ရလားဘယ် column မှာလုပ်လို့ရလဲ first column မှာလုပ်လို့ရဟုတ်တော့ဟုတ်အဲ့ဒါဆိုရင်ဖြေရပြီနော်ဆိုတော့အမတို့ phase က new construction ဟို existing ပေါ့နော်မတို့ကဒီ phase အခုလောလောဆယ် phase 2ကဘာဖြစ်သွားလဲ existing phase 1လည်း existing ဖြစ်သွားပြီเนาะအဲ့တော့ existing elements တွေကိုမတို့က bind category ကနေသွား control လုပ်ရင်ဘာလုပ်လို့ရလဲဆိုတော့မတို့သူ့ကိုcontrol လုပ်ပြီးပိတ်လိုက်လို့ရတယ်ပေါ့နော်အဲ့ဆိုမတို့ဒီနေရာမှာဘာလုပ်ပြမလဲဆိုတော့ဒါနည်းနည်းလေး trick လုပ်ထားတာပေါ့နော်အဲ့တော့မဒီနေရာမှာဘာလုပ်ပြမလဲဆိုတော့ဒီထဲမှာ face filter ထဲမှာသွားရှာမယ် existing ဆိုတဲ့အောက်ထဲမှာ bind category ဖြစ်တဲ့ face filter ပါလဲ bind category ဖြစ်တဲ့ face filter show complete ဆိုရင်ဒါလည်း bind category ဒါလည်း bind category เนาะ on off လုပ်ရှင်အဲ့ဒီကနေလည်းသွားလုပ်လို့ရတယ်ဆိုတဲ့သဘောပေါ့เนาะအခုဒီမှာprevious မှာ overridden ဖြစ်နေ overridden တော့မစင်စားနဲ့เนาะအဲ့တော့ existing မှာမတို့ bind category ဖြစ်တဲ့ face filter ကဘာပဲရှိမလဲ show complete ပဲရှိမယ်အဲ့တော့မတို့ဒီနေရာမှာ show complete ကိုရွေးလိုက်မယ်မြင်တာတော့မြင်နေအောင်ပဲဒါပေမဲ့မတို့ဘာလုပ်လို့ရလဲဆိုရင် visibility graphic တွေကသွားပြီးတော့ control လုပ်လို့ရတယ်ဘယ်မှာလဲ face 2ကိုဘယ်မှာသွားရှာမလဲမတို့ filter ဆောက်လို့ရတယ်เนาะဆိုတော့အရင် version တွေကတော့ filter ဆောက်လို့မရဘူးခုနောက်ပိုင်း version တွေက filter ဆောက်လို့ရတယ်เนาะဆိုတော့ new လို့ခေါ်လိုက်မယ်ဒီနေရာလေးမှာကလေးတစ်ချက်နှိပ်ပြီးတော့ new phase 2ပေါ့เนาะ phase 2လို့မှဒီမှာနာမည်လေးပေးလိုက်မယ်ပြီးရင်ဒီထဲမှာမတို့ face ကိုရှာကြည့်ကြည့်မယ်เนาะဒီထဲsorry ဒီထဲမှာ category ကမတို့ dot เนาะ dot ကိုရှာကြည့်ပါ dot တစ်မျိုးပဲဆွဲထားတော့ dot လေးပဲယူလိုက်မယ်เนาะ dot လေးပဲယူလိုက်မယ်ဒေါ်ကကပ်ပြီးပါသွားတာဆိုတော့ဒီမှာ dot ပဲယူလိုက်ပြီ P2 ကို dot ရဲ့ပြီးဒီနေရာမှာယူရတဲ့အချိန်ကျရင်မတို့ face မဟုတ်လား face created ဆိုတာရှိတယ်အဲ့ဒါလေးယူလိုက် equal လို့ပြောလိုက်ဒီနေရာမှာဘယ် face ကိုယူမှာလဲ face 2ကိုမတို့ကဒီ create လုပ်မှာပေါ့နော် face 2ယူလိုက်တယ်ပြီးရင်ဒီထဲကိုထည့်လိုက်ယူကဒီကနေပိတ်လိုက်ဘယ်ရမလဲနော်ဒါပဲပေါ့အဲ့တော့တချို့ຢာတွေကြတော့ဘယ်လိုခေါ်မလဲ bind category ဘက်ကနေလှည့်ပြီးတော့
filter လေးစောက်ပြီးတော့ဒီလို height ပေးရတာမျိုးပေါ့နော်အဲ့ဒါလေးရှိပါတယ်ဒါလေးကတော့ tricks လေးလုပ်ထားတာပါဒါကတော့ဒါကတော့တိတ် tricks မပါဘူး1 to 3ကိုမြင်ချင်တယ်မလုပ်မယ်1 to 3မြင်ချင်တယ်ဆိုရင်ဒီနေရာမှာ phase 3 t ကို current ပေးလိုက်မယ်4က future ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ auto ပျောက်သွားမယ်အဲ့တော့ဒါက new construction အခုလောလောဆယ် P3 ကိုနော် current ပေးထားတာဖြစ်တဲ့ကြောင့်မလို့ P3 အောက်ထဲမှာရှိတဲ့ elements တွေက new construction အောက်ထဲမှာရှိတဲ့ဟာသူဆိုရင်တော့ existing အောက်ထဲမှာရှိတာဒါဆိုရင် existing နဲ့ new နှစ်ခုစလုံးကိုတော်သူ override ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်မြင်နိုင်တဲ့face filter ဘယ်နှမျိုးရှိလဲ3မျိုးရှိတယ်ခြိုက်တာကို3เนาะအဲ့တော့မတို့ဒီမှာ face filter မှာshow all 3လဲ okay ပါတယ်ဗျာမတို့လိုချင်တဲ့အတိုင်းတွေ့ရပါတယ် show complete ဆိုလဲ okay ပါတယ်ဗျာเนาะနောက်ခါကျတော့မတို့ဒီမှာရှိတဲ့show previous and new ဆိုလဲ okay ပါတယ်ဗျာနော်အဲ့ဆိုမတို့ဒီ exercise လေးလုပ်ကြည့်ပါဦးအဲ့ဆိုမတို့ဒီ exercise လုပ်တဲ့အချိန်ကျရင်ပြဿနာတွေတက်လဲနော်အမှားလုပ်ပြသလိုမျိုးရရဲ့လားနော်ဒါလေးကိုတွားပြီးတော့စမ်းကြည့်ပါအောင်နော်ဆိုတော့မတို့ဒီနေရာမှာစဉ်းစားရမယ့်အပိုင်းလေးကိုပြန်ပြီးတော့ပြောမယ်ဆိုရင်မင်းစဉ်းစားရမှာကမင်း current phase ကိုပါပေးမလဲအဲ့ပေါ်မူတည်ပြီးတော့မှ existing လား new လားဒီ future လားဆိုတဲ့ဟာကိုသုံးသပ်ပါအဲ့ပေါ်မူတည်ပြီးတော့မှ existing နဲ့ new နဲ့ကို on off လုပ်နိုင်တဲ့ဟာကို face filter ထဲမှာပြန်ရွေးထုတ်ပြီးတော့ကြည့်ပါဒါဆိုဒီနှစ်ချက်နဲ့ဆိုရင်မတို့ on off လုပ်လို့ရပါပြီ face တွေဘယ်လောက်များမတို့ဒီဟာကို face ကိုအသုံးပြုပြီးတော့ on off လုပ်တတ်သွားပါပြီเนาะဆိုတော့ဒီအောက်မှာနောက်ထပ် exercise လေးတစ်ခုတက်ပေးထားတယ်ဒီနေရာမှာတဲ့ P1 P2 ကိုတဲ့เนาะP2 ကိုငါဟာဒီ project ကကြတော့မတို့ phase 1 phase 2နှစ်ခုပဲရှိတယ် P1 P2 နှစ်ခုပဲရှိတယ် P2 ကိုငါ current ပေးမယ်ဆိုရင်တဲ့ result အနေနဲ့မြင်ရမယ့်ဟာဘာဖြစ်မလဲတဲ့ P1 နဲ့ P2 မြင်ရမယ်ပေါ့နော် P3 တကယ်လို့3ထိပါရှိရဆိုရင်ရှေ့က P1 P2 P3 ပါမြင်ရမှာပေါ့နော်တကယ်လို့မတော့ဒီမှာ3ကို current ပေးထားပြီးတော့မှဒီနေရာမှာ show all လုပ်ထားရပေါ့နော်show all လုပ်တာဒါ show new ပေါ့ show new လုပ်ထားရဆိုရင် P3 ကို current ပေးပြီးတော့ show new လုပ်ထားရင်ဘာပေါ်မလဲတဲ့အဲ့တော့မတို့ဒီထဲမှာface တွေတိဆောက်တဲ့နေရာမှာ P1 P2 P3 ရှိတယ်အဲ့ဒီကမှ P3 ကိုဘာလုပ်ထားရလဲဆိုရင်current ပေးထားတာဒါဆိုရင် P3 က new P1 နဲ့ P2 က existing show new လုပ်ထားရင် show new လုပ်ထားရင်ဘာတွေပေါ်မလဲ show new လောက်တာဘာပဲပုံလဲ show new လောက်တာရင် P1 P2 P3 အကုန်ပေါ်မှာပဲဘာလို့ဆိုတော့ new နဲ့ existing နှစ်ခုစလုံးဘာဖြစ်မှာလဲဒါ new နဲ့ existing နှစ်ခုစလုံးပေါ်မှာနော် show လောက်တာလည်းပေါ်မှာလားပေါ်မှာပေါ့ P1 P2 P3 သုံးမျိုးစလုံးပေါ်မှာဟုတ်နော်ဒါဆိုရင် P2 P1 P2 P3 သုံးမျိုးရှိရင်တော့မှ P2 ကို current ပေးထားတာဖြစ်တဲ့ကြောင့်မလို့ပြီးရင် show off ပေးထားတယ်အဲဆိုရင် future မြင်ရမလား future ဘယ်တော့မှမမြင်အောင်လေဟုတ်တယ်မလားဒါဆိုရင်တို့ကဒီမှာ show off ပေးထားရင် P1 နဲ့ P2 ပဲမြင်ရမယ်ဟုတ်နော်အဲဆိုတော့ဒီ answer လေးကဖြည့်ကြည့်ပါเนาะကိုယ့်ကိုပြန်စဉ်းစားကြည့်ပါတကယ်လို့မရဘူးဆိုရင်မှဒီ recording file လေးကိုပြန်ပြီးတော့နှာထောင်ကြည့်ကြည့်လိုက်เนาะဆိုတော့ဒါဆိုရင်တော့မတို့ဒီ exercise လေးတွေပြီးသွားပြီသုံးချက်လေးသုံးသက်ပြီးသွားပြီဆိုရင်တော့ဒါ visibility အတွက်လုံလောက်ပါပြီဘာလဲဆိုရင် multi face တွေအတွက် face တွေကနှစ်ခုတည်းမဟုတ်ဘဲနဲ့နှစ်ခုမကအများကြီးပေါ့နော်ဖြစ်နေတဲ့အချိန်မျိုးကြရင်မတို့ကဒီလို style မျိုးနဲ့သုံးတာပါလို့เนาะဒီလို style မျိုးနဲ့သုံးတာပါ okay ဒါဆိုရင်တော့ဒီသင်ခန်းစာလေးကိုဒီမှာပဲရမယ်နောက်သင်ခန်းစာမှာတော့ဒီဟိုဟာနဲ့ပတ်သက်ပြီးတော့เนาะဒီ graphic နဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့သွားပါမယ် okay เนาะဆိုတော့ဒါလေးပေါ့နော် exercise နှစ်ခုလို့ပြောလို့ရမယ်เนาะဒီအောက်ဘက်ကလည်းစဉ်းစားကြည့်ပါအဖြေတွေမှာအုပ်ထားတယ်เนาะဒီပေါ်ဘက်ကဒီပိုင်းလေးကိုလည်းစဉ်းစားကြည့်ပါလို့